ကဲလူကြီးမင်းတို့ဘဝမှာကြောက်တလားဗောနော်တို့ကြောက်ဖူးလားဗောကွာတိလားအဲကြောက်တယ်ဆိုရင်ရောကွာဒီစိတ်แท้ကနှစ်ကကတကယ်ကြောက်သွားတာလား fake ကြောက်တာလားသိရမလားဟန်ဆောင်ကြောက်ပြတာလားဗောကွာဆိုတော့ဒါတော့ဒီနေ့နှစ်ခုရှင်းပြမယ်ဗောနော်ဆိုတော့စကားဖြေလို့မပြောတော့ဘူးကျွန်တော်ကတော့အကုန်တင်မယ်ဆိုတဲ့ channel ကဝနပဲဖြစ်တယ်ဒါ subscribe နဲ့ခဲ့လို့တောင်းဆိုချင်ပါတယ်အဲ့တော့တွားလိုက်ရအောင်ဒါကြီးနော်โอเคဒီတစ်ခုရင်ပြမယ်ကဲမြင်ရတဲ့အတိုင်းပဲဒါတို့ဟိုကျွန်တော်ဒီဖျားပွဲတို့ဘာပွဲညာပွဲတွေမှာဗျာဒါပင်လေဓမြပါဗျာပြောကြီးချစ်စရာလေးကွာဟိုဘဲနဲ့တန်အောင်မတန်အောင်တော့ရစတာတော့စကြားလာဆဲတွေကို sorry ပါတော့တကယ်ချစ်စရာလေးနော်ဆိုတော့ဒါကတော့ကွာမဖြစ်မယ်ထင်တယ်နော်ပိုစရှင်ကြည့်ရတာမဖြစ်မယ်မတွေကဒီလိုမကြောက်တတ်ပင်မဲ့လေဒါပေမဲ့မောင်းရင်ဝင်နဲ့ရောက်တော့ကြောက်ပြရတာကွာသိလားတော့ကြောက်တာတော့အပြုံးလေးကမပြောက်ဘူးတော့ဒါကြီးတို့ချစ်တော့ချစ်စရာလေးရောက်ကြီးဒါပေမဲ့သူများစော်ကြီးကွာဒါတော့ဒါကြီးတို့ဖိတ်ကြောက်တာပေါ့ကွာသိလားဖိတ်ကြောက်ပြရတာပေါ့ကွာအဲ့လိုမျိုးထင်တယ်ပေါ့နော်ကဲဒါကြီးတို့ဘယ်လောက်တောင်ကြောက်မလဲဆိုတော့ကြည့်မယ်ဟေးအောင်လိုချင်တာအတားဖြစ်မယ်သူလိုချင်တာအတားဖြစ်မယ်ဒါကြီးတို့ငါဆိုအဲ့ဒါဆိုမှာငါပြောရဗျာငါလုံးဝအမြင့်မရအောင်ပေါက်ရမ်းကြောက်တာအမြင့်ရတော့ဆိုတော့ဒါကတော့ဒါယူကြောက်တော့ကြောက်တယ်ကြောက်ချင်တဲ့ရောင်ပေါ့ကွာအဲ့လိုထင်းနေဒီတယောက်ကရဟိုကိုရီးယားကားရဲ့ဆီယာမလေးသိရမလားအဲ့တယောက်တော့ဆင်လာမလို့နော်ဟိုဆီယာမလေးဘလို့တိရမလားအခုနည်းနည်းခစ်စားသွားတယ်ဆီယာမလေးကွာသူနဲ့အောင်ဆင်နေတယ်ကိုရီးယားမူဗီကဟုတ်တယ်ဒါမဟုတ်မင်းအဲ့ဒါနည်းနည်းလေးတိုးပြီးတော့တိုင်းဖက်လိုက်လို့ရှိရင်အဲ့ဒါမကြောက်တော့ဘူးဒီကောင်မသိဒီကောင်မနှက်ဘူးတဲ့ဒီကောင်မနှက်ဘူးကြောင်းနှက်တယ်အဲ့ကောင်းနှက်တယ်သိရဆရာကြီးပြမလားဒီတိုင်းရထားဦးဆိုပါကိုကြီးအောင်ရေရောက်နေမှမသိအမိအောင်ပေါက်သေးခွေရှောက်ပန်းလေးတွေရှောက်ပြီးတော့အေးအတာမျိုးဆိုရင်ပြီးရကွာသူကြောက်စိတ်တွေပြေပြောက်သွားမယ်ဗာညာမင်းသိလားအဲ့ဒါနော်ဘဲလေဖြောက်ပါလေစတာခုနနော်ဂျောလိုင်းတွေပါတက်တွေပါရင်ဖြောက်တယ်လိုက်တယ်သူနှစ်အောင်တကယ်လိုက်တယ်ဒီသားလိုတော့ထင်တာလို့ပေါ့နော်ဟောတော့အဲ့ဖြစ်နေတော့ကတော့ပါဆိုတော့ဒီသားလိုတော့ထင်တာပဲနော်လိုက်တယ်ဒါတော့ fake ကြောက်ပြတာပေါ့ကွာသိလားတော့အချစ်ခံရင်နဲ့ position နဲ့ကြောက်ကြတာပေါ့ကွာအမှန်တကယ်ကြောက်တယ်ဆိုတာဘလို့လဲဆိုတာပြမယ်ဆိုတော့တွားလိုက်အောင်နော်ဘလို့ကြောက်မလဲဆိုတာကြည့်လိုက် okay ဒါခက်တီပဲအစားတော့ခက်တီပဲဒါကြီး easy ပဲဒါကသူအနောက်ဆုံးဖြစ်မလို့အနောက်ဆုံးမှာတွားထိုင်တာဖြစ်မယ်စားတော့ခက်တီပဲဒါကြီးဒါစိတ်ထဲမှာတောက်ရင်တောက်ထားမယ်အမှန်တကယ်ကဘလို့ကြောက်လဲဆိုတာအမှန်တကယ်ကြောက်တယ်ဆိုတာဒီမှာလာမှာနော်တာကြီးတို့ let's go တာကြီးငါဆိုရင်မေ့သွားမှာမျိုးဗျာအဲ့ဒီတယောက်တည်းစိုးမှာပါတဲ့အဝါနဲ့တယောက်တည်းစိုးမှာငါဆိုရင်ဗျာငါအမြင့်ကဘလို့မှမရဘူးပေါက်ရမ်းကြောက်တာအမြင့်တနာပါကွာသူကမြခိုးလုံးပြရင်ဝင်လည်းမရှိဘူးကွာကြောက်တာကြောက်နေရခုနကတော့မဟုတ်ဘူးကွာနော်ဆိုတော့ကြည့်ပါဦးကွာငါသိချင်တာတဲ့အဲ့အနီနဲ့မာကြီးကွာအဲ့မာကြီးကနည်းနည်းလေးမှမကြောက်တတ်ဘူးလားဒါမှမဟုတ်ကွာဘေးကတယောက်ကိုခွီတာတော့ပြီးတော့ကြောက်ဖို့မေ့သွားလား What's up guy What's up guy ဒါကြီးနော်ဘေးနာအနီထဲမှာ why you dash နော် why you dash ပေါ့နော်ဘာကြောက်ရဲနေရလဲ तू မကြောက်ဘူးလားမသိဘူးငါသိကျင်တာအဲ့ဒီအမောက်သိကျင်တာ तू မကြောက်တတ်ဘူးလားမသိဘူးကွာအကြည့်အောင်ငါအောင်ကြည့်ရင်လက်တွေတုံတယ်ကွာသိလားဟိုအနောက်ကမကြုံမြုံကွာပဲကြီးကျွတ်စင်ကွာမြောက်တက်သွားတာကလက်ဖွက်ပဲရောက်ကြီးခေါင်းတွေကခောက်တာကြီးရောက်ကြီး
ကြောက်တာတော့သူခင်ဗျာကွာကြောက်လို့ခိုးလုံးလာပါမကြီးရဲ့မကြီးရလေနော်ခေါင်းတွေပါရိုက်ခံရတာကွာလက်ခွေးပါပဲဟာကင်မရာမန်ကတော့လုံးဝအရောက်အပြုံးကိုကြည့်တော့အပြုံးကိုကြည့်မိနေထူးနိုင်ပြုံးမိကင်မရာမန်ကငါအကြိုက်ဆုံးပဲကွာဒါကြီးကြည့်လုံးဝကြောက်ကိုမကြောက်တတ်တာကွာနော်ပြောချင်တာကင်မရာမန်ကိုရှူကြောက်ကိုမကြောက်တတ်တာညော်ကြီးဝါနဲ့တယောက်တကယ်တနာပါတယ်ကွာငါလည်းဖို့ပဲကိုချင်းစားတယ်ကွာအဲ့ဒီ feeling ကိုကိုချင်းစားတယ်ငါ့ကိုလည်းခံခဲ့မှုလေသိလား so fucking shit ဘုတို့နဲ့မကြီးကိုမေးပါတင်တန်းလေးပါနေဖွင့်ဖို့ရှိတာတို့အမြင်မကြောက်အောင်ဘလို့တင်တန်းလေးပါဖွင့်ဖို့ရှိတယ်နော်ဒီကိုနေထူးနိုင်နဲ့ဒီအုတ်ထုံးနဲ့မကြီးကိုမေးပြပါဘောနော်တင်တန်းလေးပါတွေများဖွင့်ဖို့ရှိသလားပေါ့ကွာဒီမကြောက်တတ်တဲ့တင်တန်းတို့ဘာတို့ပေါ့နော်ဆိုတော့ပချိုင်းနေကြဒီဘေးဟာသိလားဒါကြီးတို့ပချိုင်းနေညောကြီးတနာပါတော့ကွာကြည့်ပါဦးအနီးနဲ့မကြီးကတကယ်မကြောက်တာငါလည်းဖို့ပဲနောက်မှလည်းအပေါက်ကြီးကွာသိလားမတော်မဆအနောက်ကိုကချော်ပြီးတော့စောက်ထိုးကြီးကြပါဘယ်လိုလုပ်ခောက်ပြန်ပြီချောက်လေကြောက်ပါသေးခောက်လက်ခံသည်အော်ငါလည်းဖို့ပဲဘွာနော်ဘဲဒီမှာမရှိရင်မလွယ်ဘူးနော်အေးကြောက်ရင်တော့လွတ်လပ်ကြောက်လို့မရအခောက်ခံရမယ်သဘောပေါက်လားနော်ဆိုတော့ဒါကတော့ဒါ really ကြောက်တာပေါ့ကွာသိရမလား no fake that's really ပေါ့ကွာသိလားနော်ဒါကတော့အမှန်ကန်ကြောက်တာပေါ့ဆိုတော့ fake ကြောက်တာနဲ့အမှန်ကန်ကြောက်တာကတော့ဒါလူချင်းမလို့ကွဲပြီလို့ထင်နေကြနော်စတာပါနော်အရှိဗီဒီယိုကဒီအကိုရဲ့အမကိုလည်းတကယ်ကျွန်တော်ပြောတာမှားတာရှိရင်တော့တောင်းပန်ပါတယ်ကျွန်တော်ဒါဟာသားအနေနဲ့ပဲလုပ်လိုက်တာပဲဖြစ်ပါတယ်ဗောနော်ဘရိုကဲဒီအကိုရဲ့အမတွေနောက်ထပ်ဒီနောက်ဗီဒီယိုကဒီအကိုရဲ့အမတွေလည်းဒီကျွန်တော်တင်ထားတဲ့ဗီဒီယိုကလုံးဝသူတို့မကြိုက်ဘူးဆိုပြီးတော့တခုတစုံတရာလာပြောခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ချက်ချင်းဒီဗီဒီယိုကိုဖျက်ပေးပါမယ်လို့ကျွန်တော်အာမခံပါတယ်ခင်ဗျာအားလုံးချစ်ပါတယ်ဗျာ subscribe လေးနှိပ်ခဲ့ပြီးတော့လို့